Sun breaks white on a midnight drive. Open road, breathing me back to life. That warm rush running through my veins, like the first rain after a long dry day. No church bells, no preacher's words, just the loudest truth I've ever heard. Holy, when the night feels endless wide and the stars come burning through the sky. Hold me in this moment's light. Every heart beats a hallelujah high. Oh, it's holy. Red clay dust in the firefly glow. Every mile deeper, the less I know. But I don't need answers, don't need signs. Just the way it feels when the world aligns. No stained glass, no written prayer, just the open air in our mind. ဆိုတော့ကျွန်တော်တို့ order အကြောင်းလေးတွားလိုက်ရအောင်ပေါ့နော်ဒီမှာကတော့ 1:10 ပေါ့နော်ဒါက flip entry ပေါ့နော် flip ဆိုတော့ကျွန်တော်တို့ confirm ထက်စောင့်စရာမလိုဘူးပေါ့နော်ခင်ဗျာလေးအခြေအနေကြည့်ပြီးတော့မှတန်းဝင်လို့ရတယ်ပေါ့နော်ကဲကျွန်တော်တို့ flip ထုတ်ထားတဲ့ပုံစံလေးကိုတွားလိုက်ရအောင်ပေါ့နော်ကျွန်တော်တို့ flip ထုတ်ထားတဲ့ပုံစံလေးကိုရောက်လာပြီပေါ့နော်ကျွန်တော်တို့လက်ရှိမြင်နေရတာဒီ point က bot the point ပေါ့နော် bot the point ဆိုတော့ကျွန်တော်တို့ကြည့်ပိုက်ခွင့်ကဒီထဲကိုရောက်သွားတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအောက်စုံတွေကိုပြန်လာခဲ့ရင်ဒါ confirm ပြန်ဆောင်ရမယ့်စုံတွေပေါ့နော်ဒီအပေါ် OBO လာထက်တာနဲ့ခင်ဗျားတွေခြေနေကြည့်ပြီးတော့မှတောင်းဝင်လို့ရတယ်ပေါ့နော် flip ဆိုတော့ကျွန်တော်တို့ဒီမှာလဲ liquidity point ရှိတယ်ပေါ့နော်ဒါကြောင့်မို့ DOBO တုံးလို့ရတယ်ဆိုတဲ့သဘောပေါ့နော်ကျွန်တော်တို့ဒီမှာလဲ jam box လေးထည့်ပေးထားတယ်ပေါ့နော် jam box ကကျွန်တော်တို့ jam box ရဲ့ 50% အောက်ကိုရောက်လာတာနဲ့အဝယ်ကြည့်လို့ရတယ်ဆိုတဲ့သဘောပေါ့နော်မနေ့ကနည်းနည်းလေးစိတ်မရှိမှုဖြစ်သွားတယ်ပေါ့နော်ဒီနေရာမှာကျွန်တော် win trade လိုက်တာပေါ့နော်ဒီနေရာမှာ win trade လိုက်တာ SN တကြောင်ထိသွားတယ်ပေါ့နော်ဒါလည်းကျွန်တော်ရဲ့စိတ်မရှိမှုပေါ့နော်ကျွန်တော်ချက်ထည့်ပြန်သွားရအောင်ပေါ့နော်ခဲ့ကျွန်တော်တို့ချက်ထည့်ပြန်ရောက်လာပြီပေါ့နော်ကျွန်တော် market ကကျွန်တော်တို့ရဲ့ flip OBO ဆင်းပြီးတော့မှဝင်လာတယ်ပေါ့နော်ဘယ်ခင်တာမှာနားတော့လဲဆိုတော့ဒီခင်တာကနားတော့တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီခင်တာမှာပဲဝင်လိုက်တယ်ပေါ့နော်တကယ်လို့ခင်တာ rejection ဆိုရင်ကျွန်တော်တို့ဒီခင်တာမှာလာပြီးတော့မှဝင်ရမယ်ပေါ့နော်ဒါပေမဲ့ဒါကခင်တာ rejection rule နဲ့မညီသေးဘူးပေါ့နော်ကျွန်တော်သုံးနေတဲ့ခင်တာ rejection ပုံစံကတတ်ရှိတယ်ပေါ့နော်အဲ့ဒီပုံစံကကျွန်တော်တို့ဒီပုံစံပေါ့နော်ခင်တာသုံးကိုအဓိကကြည့်တယ်ပေါ့နော် switch ဖြစ်ရမယ် body နဲ့ပိတ်ရမယ်ဒီခင်တာမှာလာဝင်နေဆိုတဲ့သဘောပေါ့နော် TP အပိုင်းကိုတော့ကျွန်တော်အဝေးမရွေးထားဘူးပေါ့နော်ဒီ swim ထိပ်ကိုပဲပြန်ပြီးတော့မှရွေးထားတယ်ပေါ့နော်ကိုပိတ်လိုက်တာနဲ့ TP ထိတာနဲ့ market ကအဝေးကိုထိုးတက်သွားတယ်ပေါ့နော်ဒါလည်းနှမျောစရာကြီးပေါ့နော်ဒါမဲ့လည်းဖြစ်တတ်ပါတယ်ကျွန်တော်တို့လောဘကြီးရင်လောဘနောက်လိုက်ရင်ဘာမှမရပဲဖြစ်တတ်တယ်ပေါ့နော်ဒီ entry ကတော်တော်လေးကိုရိုးရှင်းတဲ့အထဲမှာပါတယ်ပေါ့နော်ကျွန်တော်တို့ record ဒီလောက်နဲ့ပဲရက်လက်မယ်ဗျအားလုံးပဲကျေးဇူးပါဗျ